ပဲဒီဘက်မရှိတော့ဘူးဒီဘက်နေအဲ့ဘက်နေလာတဲ့ဟာကိုင်းမှာအဲ့ဘက်ကရောဒီအပြေးမှရမှာကျွန်တော်တို့ကဘယ်နဲ့ရောက်လို့အဲ့ဟိုကထားခိုင်းတာဒီဟိုနဲဒီမဲ့ဒီ73ဖြုတ်လိုက်ဒါတော့ဝတ်သားမသားရှိသေးဝတ်သားမသားရှိသေးဒီမဲ့73ကထားနိုင်လား73ဖြုတ်လိုက်ပါလား73အဖွဲနေဘုံကလည်းရှိသေးလူလေးဘူးလားဒီမှာလဲလို့ရဖြုတ်ခိုင်းလိုက်73ဖြုတ်73လေးထားလိုက်ပါထားရတာမှာ73ဖွဲ့အဲ့မှာဒီဟိုဝိုင်းဟုတ်တယ်ဟာဘုံကြားနေတယ်အဲ့ဆုံးဖွင့်နေတာဒီမှာကျွန်တော်တို့ကလောရမှာစားတယ်ဒီမှာ2ယောက်มาดียังเนี่ยဒီလားအဲ့အလွတ်တွေမထိုင်တော့တိမ့်လိုက်တော့တိမ့်နေတော့5 6 9 10 11 12ကွာဒီဘောတယောက်လားအားကျနေဇာတိတယောက်လားလေလာကြည့်သေးလားရပြီလားဒီမှာဟောရတယ်တော့ဒီလိုပဲအတီးပြစ်လိုက်နော်နံပါတ်တွေမမှတ်တဲ့နဲ့ဒီနံပါတ်တွေကျွန်တော်ဖြုတ်မှာမဝေးတို့အဖွဲ့နံပါတ်တွေအကုန်လိုက်သိမ်းတယ်မှာနံပါတ်တွေမှာသိမ်းလိုက်တော့နောက်လူတွေနောက်တွင်းမှာအတိကြပဲဒါအတိကြပဲဖြုတ်နံပါတ်တွေဒါမှဟိုပြီးမှာ1 2 3 4 5 6 9 10 12ဝိုင်းပို့12ဝိုင်း92ယောက်မရပြောင်းလို့မရဘူးအဲ့ကြမှာစီစဉ်ပေးမယ်ဟိုသားမဆိုင်စီစဉ်ပေးအဲ့ကြမှာစီစဉ်ပြန်ပေးမယ်နှမျိုးချမှာမြတ်ခါနော်ဟိုဘက်ကခနေလည်းနှမျိုးကျွန်းသားမဆိုင်တဲ့လူဟိုဘက်ကပြန်စီစဉ်ပေးပဲအဲ့ကြမှာနော်12ဝိုင်းလွတ်သွားပြီ12ကြောက်92ယောက်လွတ်သွားပြီလူကနည်းနည်းဖောင်းပွားယောက်ျားလေးနဲ့ယောက်ျားလေးအကုန်ပြီးတယ်ယောက်ျားရပြီးပြီရပြီ12ဝိုင်းဟမ်စားလိုက်အကြခက်ခလဲကဲဝိုင်းလေးဒါဝိုင်းလာပဲဝိုင်းရှိအဲ့တော့ဒါပဲကျွန်တော်တို့ဒါကတော့ယောဂီတွေကစရင်အရာတော့222ဦးရှိရယ်သို့တော့မနေ့ကကျွန်တော်ကြီးတော့140ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကအလှရှင်နဲ့လုံးရတာဖြစ်တဲ့အတွက်စားရတွေကဖောင်းပွားပြီးတော့ငွေကြေးကိုကျွန်တော်ကလိမ်လည်ပြီးရုံးကတောင်းခံတယ်လို့ဖြစ်မှာဆိုလို့ဒီလိုစီစဉ်ရခြင်းဖြစ်ပါတယ်ဒါကိုတော့ကျွန်တော်တို့ခွင့်လွတ်နားလည်ပြီးပြီးဖို့တောင်းပန်အပ်ပါတယ်เนาะဒီတိုင်းမှာပဲနေ့လည်းဒီသပွဲပဲเนาะမနေ့လည်းဒီသပွဲပဲနောက်ကလာတဲ့လူတွေအထိုင်မခန်းမှန်နဲ့ကိုလူကိုမှတ်ထားကြပါကိုလူကိုမှတ်ထားလိုက်နောက်ကလာတဲ့လူတွေကျွန်တော်ပွဲသစ်ပြင်ပေးမယ်နော်ပွဲသစ်ပြင်ပေးမယ်ဒီတိုင်းလေးမှတ်ထားကြပါအားလုံးမျက်မြင်တာပို့ရလဲဟုတ်ကြည့်တော့မကြပါခင်ဗျာယခုဓမ္မယုံထဲမှာရောက်ရှိနေကြတဲ့ပုဂ္ဂိုလ်များတော့အာယုံသွားလူရှင်များဖြစ်ကြပါတယ်ခင်ဗျာယောဂီသူတော်စင်ပေါင်းတို့ခင်ဗျာမန္တလေးတိုင်းဒေသကြီးမရဗုဒ္ဓမြို့နန်းတော်ရပင်မဝရမယားရေးတာကြောင့်လည်းပင်ပရိယပရိပါ